ဒီမှာလေဦးလေးမလာပို့ရောယူလို့မရဘူးလား မကြည့်ဘူးလေ 飘蓝对你别看里，就他个老个单对，谈不把夜人的背。梦你们 ကြောက်နေလာကြည့်ရလေဦးလေးကြောက်နေလာကြည့်ရကြောက်ရောင်းဆရာမရှိဘူးလား ကြောက်ရောင်းဆရာမရှိဘူးပေါ့ မရှိဘူးဝိုင်းမသွားဘူးလားဦးလေးခုတတော် မတော် ဘာလို့လဲ မတော်ရုပ်ပဲ ဘာဖြစ်လို့လဲသွားလို့ရပါတယ်ကြောက်ပြတ်ဆရာမရှိဘူးလားဆိုရင် ရှိဘူး မရှိဘူးရောင်းဆရာမရှိဘူးဘာမှမရှိဘူးပေါ့ ဟုတ်တယ် အခုတော့အလုံနာထားတာပေါ့ အလုံးနာထား ဦးလေးချင်းကကြောက်တတ်ပဲရုပ်လည်းမပေါက်ပါဘူးကြောက်လို့လား ဘာဖြစ်လို့ ကြောက်လို့လားလား ကြောက်တာပေါ့ ကြောက်လို့ဘယ်လောက်ရှိသွားရလဲဝိုင်းမသွားတာ တလားကြော်ရော တလားကြော်ပြီအဲ့လေအကြောက်ဦးလေးဝိုင်းမှာမတွေ့ပါဘူးဆိုတော့ကျမမသိဘူးလား မသိဘူး မသိဘူး အဲ အဲ့ဦးလေးကလေဝိုင်းမှာအမြဲတမ်းတွေ့ရလေဦးလေးမမိရနေမှာပါ ကျွန်တော်မတော်ဘူး မတော်အောင်ဦးလေးကြောက်ပွဲတိုက်ထားပြီးမှကြောက်ပွဲခါတွေပါရေမရရတယ်ရှိလား မရှိဘူးနော် အကုန်ရရပေါ့ ဟုတ်တယ် ဦးလေးမော်စီစာဝိုင်းသွားမှာမဟုတ်ဘူးလားအမြဲတမ်းမော်စီစာသွားတယ်မဟုတ်ဘူးလား ဟုတ်တယ် အဲ့လေအခုဦးလေးမတွေ့ရနဲ့ကြာသွားတော့လေအဲ့ကြောင့်မို့လေကြောက်တွေပါရေများရှိလားလို့လားကြည်တာ ဟုတ်တယ်မရှိဘူးပေါ့ ဘာအခုဘာလုပ်နေလဲဦးလေးအိမ်မှာ ဒီတိုင်းပဲအေးလိုက်စားလိုက် လာလောဘမဲနော် ဘာတော့ဘာဖြစ်မလို့ အဲ့လေအိမ်လိုက်စားလိုက်ဆိုလောဘမဲရဲ့နော်အခုခေတ်မှာနော်အိမ်လိုက်စားတဲ့လုံနေတဲ့လူကလောဘမဲ တဲ့ကပူမှမပါတာတိတ်တာကြီး ဟောအတပုံမပါလို့အဲ့ကြောင့်မို့မသွားတာပေါ့ကြောက်လို့ပေါ့ ဟုတ်ပေါ့ ဩဦးလေးဒီနေ့ပစ္စည်းမမှာထားဘူးလား မှာထားပါ ဘာမှာဘူးလား မှာ မသိဘူးဦးလေးနာမည်နဲ့လေဥပါထန်တယ်မဟုတ်ဘူးလား ဟုတ်တယ်လေ အဲ့လေနော်အဲ့ဒါဘာလဲမော်စီစာကြောက်ဝိုင်းကနေပြီးတော့ပစ္စည်းပို့ခိုင်းလိုက်တာဦးလေးကိုဦးလေးကြောက်ဝိုင်းမလားလဲနည်းနည်းကြာပြီတဲ့အကြောင်းဦးလေးကိုမတွေ့လို့တဲ့အဲ့ဒါသူပစ္စည်းမှာထားတာတော့ပို့ပေးအောင်လေလို့ပြောလို့လေမမှာထားဘူးလားဘာမှ မှာပါဘူး မမှာအောင် အဲ နည်းနည်းလိုက်ကြည့်ပေးဦးလေ ရတယ် နော် ကိုကြီးတော့အဖာအရာမိသားစုအရေးမှာရှေးရငါမမရတိနိုင်မော ဒီမှာဦးလေးတောင်မမှာထားဘူးလား မှာထားဘူး မမှာဟုတ်လားပန်းစီဟုတ်လား ဟုတ် အဲ့ဆိုရင်အဲ့ဆိုဘယ်သူမှလည်းမသိဘူးဒီမှာကြည့်ကြည့်ပေးရောဦးလေးသူများကိုလက်ဆောင်ပေးဖို့မဟုတ်ဘူးလား မဟုတ်ပါဘူး ပန်းစီလို့ပေးအောင်ပြောရမှာမဟုတ်ဘူးလားဒီမှာလေဦးလေးမလာပို့ရောယူလို့မရဘူးလား မကြည့်ဘူးလေ မသိဘူးဦးလေးနာမည်နဲ့ဒီဟာကြီးမှာထားလို့ ဘာထာနာမည်များနော် ဥပထာများတယ်ဒါပေမဲ့ဒီမော်ရှာမှာတယောက်ပဲရှိတယ်တင်တယ်မှာ ထိုင်ရော ထိုင်တော့ဒါပြစ်လိုက်မယ်လေ အဲ ဟဲ့မသိဘူးဦးလေးနာမည်နဲ့ဒီဟာလေးပို့ခိုင်းတော့လေ အော် အရင်ကတော့မရဘူးလားဦးလေး မရဘူး မရဘူး ဟုတ်တယ် ဒါပတ်စံမပေးရသေးဘူးပဲဦးလေးပတ်စံပေးဖို့အဆင်ပြေလားဒီနေ့မွေးနေ့လား မင်းမဟုတ်ဘူး မွေးနေ့လည်းမဟုတ်ဘူး ဘာနေမှမဟုတ် ဘာနေ့မှမဟုတ်ဘူးအဲ့ဆိုဘာလို့ပေးလဲမသိဘူး ကျွန်တော်မွေးနေတာမိသားစုတော့မသိဘူး ဩဟုတ်လားမိသားစုတော့မသိဘူးဦးလေးမိမလည်းမသိဘူးပေါ့အန်တီလည်းမသိဘူးပေါ့အဲ့ဘာဖြစ်လို့တော့ဦးလေးပဲသိရပေါ့ ဟုတ်တယ် ဘယ်နေ့လဲဆိုပြပြလိုက်ပါဦး ပြောတော့ ဘာဖြစ်လို့လဲ အဲရမိမတော့တိမပေးဘူးလေ မသိဘူးဦးလေးဒီနေ့ရတယ်ဦးလေးနာမည်နဲ့ဒီဟာလေးပို့ခိုင်းလို့လက်ခံလို့ရလား တိဘူးလေလို့ကြတော့ မသိဘူးလေလက်ခံပေးလို့မရဘူးလားဦးလေးတဘိုးပေးမဲ့လူမရှိဘူးလား ရှိဘူး မရှိဘူးကဲဦးလေးနည်းနည်းမေးမယ်နော် ဟုတ် တလောက်အကြီးကြီးရဖူးလာအရင်ကပန်းစည်းတွေလေ ခါမှမရဘူး ဘယ်လိုခံစားရလဲအခုချိန်မှာဦးလေးအတွက်ဆိုမှရောက်လာတော့ဒီပန်းစည်းမင်းတော့ဘယ်လိုခံစားရလဲပေါ့နော်ယင်ထဲမှာ ပြောတော့မိတ်ဆွေပေးနေ မိတ်ဆွေပေးအဲ့ဆိုရင်ကဲဟုတ်ပါပြီဦးလေးခါစတာပါဒီဟာတော့ဦးလေးနာမည်နဲ့ပေါ့နော်ဦးလေးဒီနေ့အရန်ပျော်ခိုင်းစေချင်လို့ဆိုမှပို့လိုက်တဲ့လူတယောက်ရှိရဦးလေး ဟုတ် ဘယ်သူဖြစ်နိုင်လဲကောင်းမလေးတယောက်ပေးခိုင်းလိုက်တာမို့စီစာအန်ဒီလား ဟုတ်တယ်အဲ့ဒါကျွန်တော်မျိုး အော်ဟုတ်လားအမျိုးသမီးလားအော်အန်ဒီလာခဲ့ပြီဦးလေးအစင်နော်ဦးလေးကိုလေဟိုကဗာလဲမော်စီစာကောင်းမလေးတယောက်ကပေးခိုင်းလိုက်တာအန်ဒီမာသားပေးရလားမမထားဘူးလားအေးတော့မသိဘူးကောင်းမလေးတယောက်ပို့ခိုင်းလိုက်တာဦးလေးမော်စီစာမလားလဲနည်းနည်းကြာပြီတဲ့အဲ့ကြောင့်မို့တဲ့ ဟောလည်းမရှိပါဘူး ဦးလေးလည်းတတိယနေရတဲ့သူကအဲ့လိုပြောနေတာအန်တီရှိရဗောအဲ့ဆိုရင်မရှိဘူးတင်နေရအောင်အမျိုးသမီးလည်းရှိရဗော ရှိရလေ အဲ့ဆိုဦးလေးစဉ်းစားပေးကြည့်ဘယ်သူဖြစ်နိုင်တော့လဲဗောနော် မော်စတာမာတော့ဒီအရောက်ဝယ်ရတင်ချင်းတွေတော့များ အော်တင်ငယ်ချင်းတော့များတယ်တင်ငယ်ချင်းတွေကဒီလိုလက်ဆောင်ပေးတဲ့သူရှိလို့လားဦးလေး အဲ့လိုတော့ပြောလို့တော့မရဘူးလေ အေးနော်ပြောလို့တော့မရအောင်နော်မွေးနေ့ကလည်းအဲ့ဆိုအန်တီတော့မသိတဲ့မွေးနေ့ဦးလေးသူများပြောပြထားလားမသိအဲ့ဆိုရင် မွေးတယ်က မပြောဘူးလားမသိဘူးလေအဲ့ဆိုဒီနေ့ဘာနေ့လဲမသိအဲ့ဆိုရင်ဘာလို့ပေးရလဲမသိလက်ဆောင်ရ
လက်ခံလို့ရလားဦးလေးအဲ့ဆိုရင်ကောင်မလေးတယောက်ပေးရဆိုရင်လေ ကောင်း အန်တီလည်းဘောရကြနေအန်တီလက်ခံခိုင်းလို့ရလားအန်တီကောင်မလေးတယောက်ပေးရနော်ရလားရရင်တော့ပေါင်းပြီးသုံးစားပဲနော်အန်တီနော်ပြချာနော် ဟုတ်တယ်ပိတ်ဆက်လို့တာနဲ့နော် အော်ပတ်စံလောနဲ့ဦးလေးအတို့လည်းမလို့ပတ်စံလောနဲ့ပတ်တိပဲလား ဟုတ်တယ် အော်မတိပါအောင်နော်အဲ့ဆိုရင်တမိတို့ကစာဖတ်လိုက်တော့မယ်နော်လက်ခံပေးလိုက်တော့နော် ကောင်မလေးတယောက်ပေးတာနော်အန်တီ ရတယ် ရတယ်အလားနားလည်းမို့အပြည့်နော်နော်ဦးလေးအပြည့်ပဲ ရုပ်စီမှုပြည့်စီလို့ပဲ ယုံကြည်အပြည့်ပဲနော်အဲ့တော့ဘာဖြစ်လဲကောင်မလေးတယောက်ပေးခိုင်းလိုက်တာလည်းမသိဘူးဒီနေ့ဘာနေ့လဲဆိုဦးလေးမွေးနေ့လားဆိုမွေးနေ့လည်းမဟုတ်ဘူးဆိုတော့နော်ကဲဦးလေးတယောက်တော့စဉ်းစားပေးကြည့်တယ်ဘယ်သူဖြစ်နိုင်လောက်လဲပေါ့ဦးလေးဒီလိုတတိတရားလေးပေးရဆိုတော့ပေါ့နော် အဲ့လိုတော့နာမည်တက်လို့ရအောင်အကောလုံးညီကိုလိုခင်တဲ့လူများ အော်ညီကိုလိုခင်တဲ့လူတွေပဲများအဲ့ညီကိုလိုခင်တဲ့လူမဟုတ်ဘူးကောင်မလေးပဲဆိုမှပဲဦးလေးကညီကိုလိုမဟုတ်တော့ဝဲอ่ะတာသမီးပဲနေရောက်ရှိသွားပြီလားဦးလေး တာသမီး၄ယောက် ၄ယောက်ဒီမှာပဲနေရလား ဟုတ်တယ် အော်ဟုတ်လားအကုန်လုံးကြီးပြီပေါ့ ကြီးပြီအငယ်ဆုံးတော့20ကျော်ပြီ အော်အငယ်ဆုံးတော့20ကျော်ပြီအဲ့ဆိုတာသမီးတွေကလည်းမဖြစ်နိုင်ဘူးလား တာသမီးခဲရလဲဒီမှာဆုံးနေရကြီး အော်ဒီမှာပဲရှိနေအဲ့လောက်ပေးနိုင်ဖို့မရှိဘူးပေါ့အဲ့ဆိုအဖေပဲအားနေရဆိုတော့နော်အဖေကလည်းကိုအလုံးမလုပ်ဘူးဆိုတော့နော်မပေးနိုင်တော့ဘူးထင်တယ်နော် ဟုတ်တော့ ညီကောင်မောင်နှမတွေပဲရောက်ရှိလာဦးလေ ကိုနမရတရားသူမနဲ့ဆို9ယောက်ပေါ့ အော်ညီကောင်မောင်နှမ9ယောက်ပေါ့ တယောက်တော့ဟိုဘက်ကမှ ဘယ်ဘက်ကမှလာဦးလေဟိုဘက်လားဟိုလုံခင်ဘက်လား ဟို ဘယ်ဘက် မလေးရှားပဲ မလေးရှားဘက်မှာအော်မလေးရှားဒါလည်းရှိရပေါ့ တာအတားငယ် တားအငယ် ဟုတ် အော်ဟုတ်လားအဲ့ဆိုရှင်ဒီနေ့ကဘယ်သူပေးရလဲမသိဘူးဦးလေးကိုပေါ့နော်ရမ်းပျော်ခိုင်းစေရှင်လို့တဲ့အဲ့လိုမျိုးဆိုမှပေးခိုင်းလိုက်တာဒီမှာစာဖတ်လိုက်မယ်နော်အဲ့ဆိုနော်ကောင်မလေးဆိုလည်းရတယ်ပေါ့နော်အန်တီမအန်တီရမ်းချောင်းတယ်နော်ဒီမှာကောင်မလေးပေးထားတာနော်အမနော် ရတယ် ရတယ်နော်ဦးလေးအခုတော့ပတ်စံအလုံးမလုံးဘူးဆိုတော့ကြိုက်တဲ့သူပေးပေါ့အဲ့ဒါတုံးစားလိုက်မယ်ပေါ့နော် ရတာပေါ့ အန်တီရောရဖို့လားရင်ကတမို့စပရိုက် မရဘူး ဦးလေးတစ်ခါမှမပေးဘူးလားမဟုတ်တော့နော်အိမ်ထောင်တက်တက်ပဲနစ်ရှိသွားရလား နေ့30တောင်မှကြော်တော့မှာ ဟုတ်လားနစ်30ကျော်တစ်ခါမှမပေးဘူးလားဦးလေးဟုတ်လားအန်တီပေးနေလားမသိဘူးဆိုရင်ဒီနေ့ဦးလေးကိုနော်ရမ်းပျော်ခိုင်းစီရှင်လို့ဆိုမှတော့ surprise တိုက်လိုက်လားမသိနော် ဟုတ်ပါဘူး မဟုတ်ပါဘူးဆက်စတော့ဖတ်လိုက်မယ်နော်ဦးလေးနော် ဟုတ် ကဲဒီဘက်ရှစ်လေးနဲ့တိုးဖက်အန်တီမကြောက်နေနဲ့ဖတ်လိုက်မယ်အန်တီစိတ်ကောက်နေမှာဆိုလို့ မကောက်ဘူးစိတ်ချ ဒီမှာကောင်မလေးကဒီမှာလေပျော်ရွှင်သောနေ့လေးဖြစ်ပါစေနော်ကိုရေးတဲ့အဲ့လိုတွေပြောထားတာ အာပူတော့ပေါ့ အကိုဘလို့တွေလောက်ထားလည်းမသိဘူးဦးလေးကိုဆိုတော့နင်းတော့များရရင်နော် ဦးလေးခေါ်တဲ့လူပဲရှိတယ်ကို ဦး ကို လေး ခေါ်တဲ့ ဦးလေးခေါ်တဲ့လူပဲရှိရကိုခေါ်တဲ့လူဒါမဲ့ဦးလေးကြည့်စမ်းတာဟိုအရက်မိုက်နေနော်အသက်ဘယ်နှစ်ရှိသွားပြီလဲဟို 60နှစ် အိုး60ကျော်တော့မထင်ရအောင်နော်ဦးလေးဂျီမယန်ဆော့ရတယ်နော်လား ဟိုကိုလေ့ချခါလို့ အော်လေ့ကျင့်ခါလို့ပျော်ရွှင်ရွှင်နေတက်လို့နော်ဒါမဲ့60ကျော်လို့လည်းမဟုတ်ဘူးနော်အရင်တောင်းတောင်းဖြောင်းဖြောင်းနေနော်အရင်မိုက်တယ်နော်ဒါမှဖတ်လိုက်မယ်နော်ဦးလေးနော်ပျော်ရွှင်သောနေ့လေးဖြစ်ပါစေနော်တဲ့ကျမရေအထူးပြုစိုက်ကြပါနေကောင်းကြလားရွာမှာအတူတူနေတုန်းကတတိရတယ်နော်မိသားစုအတွက်အမြဲတမ်းဆုတောင်းပေးနေပါတယ်နိုင်ငံရေးအခြေအနေမကောင်းတာမို့လို့ရမ်းစိတ်ပူပါတယ်ဖះကိုအားကိုကြပါတင်တို့တတိနဲ့ကြီးစုတော်မူတော့ကြောင့်တင်တို့စိုးရိမ်ခြင်းအမှုတို့ကိုကိုတော်တာအနံ့ကြလို့တဲ့သူကစန်းစာလေးတော့မပေးထားတာနော်ဦးလေးအဲ့ဆိုဘယ်သူဖြစ်နိုင်လောက်လဲဒီလိုစန်းစာတွေပါနေတော့ပြောတတ်တဲ့လူဆိုရလေ အဲ့ဒါတော့မသိတော့ မသိတော့မတွေ့ရတာအရန်ကြပါပဲတဲ့အမြဲတမ်းတတိရပါတယ်အလုပ်တွေအစင်မပြေတဲ့ခါမှာအားငယ်တဲ့အချိန်ရှိတိုင်းတဲ့အမြဲတမ်းတတိရနိုင်ပါတယ်တဲ့အဲ့ဆိုဘယ်လိုလဲဖြစ်နိုင်လောက်လဲ မမီတော့ မီရောအလုပ်တွေအစင်မပြေပေမဲ့တဲ့အားမငယ်ပါနဲ့နော်တဲ့အနားမှာညီလေးနားမှာအမြဲတမ်းအကိုရှိရဆိုတာမမေ့ပါနဲ့တဲ့ဘာလို့လဲအဲ့ဆိုရင် အမကျွန်တော်ထက်ကြည့်တဲ့လူမရှိဘူးနော် လားအကူလားမသိအမတ်ကြီးလို့လားမသိအမေရိကန်ကအဲ့ဒါလား ဟိုက အခုချိန်မှာတဲ့နိုင်ငံရေးအခြေအနေမကောင်းတော့တဲ့အလုပ်တွေလည်းမလုပ်နိုင်တော့ဘူးထင်ပါတယ်တဲ့အဆက်ဆက်အရာ view site ပါအစင်ပြောင်ပဲနေကြပါအမြဲတမ်းအခက်အခဲရှိတဲ့အချိန်တိုင်းညီလေးနားမှာအကိုအမြဲတမ်းရှိရတတိယပေးနော်တဲ့အရန်လည်းတတိယပါတယ်အမြန်ဆုံးလဲတွေ့ဆုံရအောင်စူးစမ်းပါမယ်တဲ့ပျော်ရွှင်တော်နေ့လေးဖြစ်ပါစေတဲ့အဲ့လိုလေးပြောထားတယ်အဲ့စဘသူလေးလဲ ဟုတ်ပါ ညီလေးကိုအရန်ချစ်တယ်တဲ့ဘသူရှိသေးလားညီကောင်မတွေကဘသူရှိသေးလား ကျွန်တော်တို့ကညီကို2ယောက်ထက်ပဲအကိုလည်းဟိုအနောက်ဘက်မှာအမေရိကန်မှာ အမေရိကန်မှာအော်အမေရိကန်မှာ USA မှာပေါ့ ဟုတ်တယ် အော်ဟုတ်လားအကို2ယောက်ပဲရှိရပေါ့ညီကို ညီကို2ယောက် ညီကို2ယောက်ပဲရှိရပေါ့အဲ့ဆိုရင်အကိုကြီးလားဟာလားအဲ့မှာတွန်းနေနေရကြဟုတ်လားအဲ့ဆိုရင်ဒီနေ့ပြောတာကြော
ညီလေးကိုပေါ့နော်အားမငယ်ပါနဲ့တဲ့သူပြောလိုက်တာပေါ့နော်ဒီအခုချိန်ဆိုရင်တဲ့နိုင်ငံရေးအခြေအနေလည်းမကောင်းဘူးပေါ့နော်အလုပ်တွေလည်းဘာမှအဆင်မပြေတဲ့အချိန်မှာပေါ့နော်အရန်ခက်ခဲနေတဲ့အချိန်မှာပေါ့နော်အရန်စိတ်အားငယ်နေမှာပေါ့နော်ကျမတို့ဒီဖက်ကမှာဆိုရင်တော့အခုဆိုစစ်ဖြစ်တဲ့အချိန်တွေဆိုရင်တော့ဘာလုံးမလုပ်နိုင်အောင်ခဏဦးလေးပြောလို့ပဲလေနော်အတက်ကအပေါ်မပါအောင်ဆိုတော့မတော်ရဲ့အချိန်လည်းရှိရပေါ့နော်ပေါ်တာဆွဲဘာညာဆိုတော့မတော်ရဲ့အချိန်လည်းရှိအဲ့ချိန်တိုင်းဦးလေးကိုတဲ့အဆင်မပြေနေဘူးလားပေါ့နော်ပြီးလို့ရှိရင်မတွေ့ရလဲအရန်ကြာပြီတဲ့အရန်လည်းတတိယနေရပေါ့နော်ဦးလေးရဲ့ပြုံးနေတဲ့မျက်နှာလေးလည်းတွေ့ချင်လို့ပေါ့နော်အမြဲတမ်းပေါ့ခက်ခဲရှိတဲ့အချိန်တိုင်းမှာတဲ့အကိုအမြဲတတိယနိုင်ပါတယ်တဲ့ညီလေးကိုလည်းဘယ်တော့မှမမေ့ပါဘူးတဲ့အမြဲတမ်းရင်ထဲမှာလည်းရှိရစကားမပြောဖြစ်ပေမဲ့တဲ့အမြဲတမ်းတတိယနေပါတယ်တဲ့အချိန်တိုင်းတတိယနေပါတယ်တဲ့ဘလို့အခက်ခဲတွေပဲရှိပေါ့နော်ဦးလေးနားမှာဦးလေးရဲ့အကိုရှိရဆိုတာမမေ့ပေးပါနဲ့တဲ့ဒီနေ့ကဦးလေးကိုတတိယချင်းများစွာနဲ့ USA ကနေပြောမှအကိုပြောလိုက်တာဖြစ်ပါတယ်လို့နော် ဟုတ် ကဲညှို့လင့်ထားလား မျောလင့်ထား အရင်ချစ်တဲ့နော်အကိုကလေနော်ညီလေးတွေကပဲအကိုတွေကိုပေးရများကြတာနော်ဒါပေမဲ့အကိုကကျတော့အခုကကျတော့ပေါ့နော်အော်ဦးလေးကပေါ့နော်နိုင်ငံရေးအခြေအနေမကောင်းလို့ပေါ့နော်အလုပ်တွေလည်းမလုပ်နိုင်တော့ဘူးဆိုမှပေါ့နော်အခုချိန်မှာဆိုအခက်ခဲရှိတဲ့ချိန်မှာလည်းနည်းနည်းပါးပါးပေါ့နော်အိမ်မှုကိစ္စမှာနည်းနည်းပါးအဆင်ပြေအတုံးလို့ရရင်ရဆိုရဲဒီလက်ဆောင်ပန်းစီလေးပို့လိုက်ရချင်းဖြစ်ပါတယ်လို့ ဟုတ် ကဲရင်းနှီးဘယ်လိုခံစားရလဲပေါ့နော် ပြောတာပါအခုချိန်မှာခက်ခဲနေတဲ့အချိန်မှာကိုတယောက်နေတဲ့ညီလေးကိုအများကြီးတင်လာလို့ဒီထက်မကလည်းချစ်ပေးပါညီလေးလည်းဒီထက်မကအကြမ်းမာရေးကယူဆိုင်ပြကိုလည်းအများနဲ့တရိရတယ်လို့ ဝီစီဘိုင်ခေါ်ဖြစ်လားဟုတ်လေဗီဒီယိုခေါ်တွေဘိုင်ပြောဖြစ်လား မပြောဖြစ်ဘူး မပြောဖြစ်ဘူးဟုတ်လား ဟုတ်တယ် တခါမှမပြောဖြစ်ဘူးပေါ့ တခါလည်းမကြီးနဲ့ပဲပြောတာ အော်မကြီးနေပဲပြောတယ် အာ အညီကိုနှစ်ယောက်ပဲရှိတယ်ကွာဘာလို့မပြောရတော့ဦးလေ line ပေါ်မှာနေ အဲ့တဲ့ချိန် အချိန်တွေမတူလို့ မတူလို့ အော်အဲ့ကြောင့်မပြောဖြစ်တာများတယ်ပေါ့ ကိုကမပင်ပါတဲ့ခါအဲ့တဲ့ချက်ကိုပြန်နိုးနေရမှာဆို အော်တတိယရရပေါ့တတိယမရဘူးတင်နေအကုန်ရှိရနော် ရ ရတာဒီမှာအမောက်လည်းပြောထားတယ်ဟိုဗာလဲရောင်းမလေအမောက်လည်းတဲ့အရန်ဘယ်လိုပြောရမလဲအရင်အမြဲတမ်းတတိယပါတယ်တဲ့ယူာမှာပေါ့နော်အတူတူနေတဲ့အချိန်တွေဆိုရင်လည်းတဲ့အမြဲတမ်းတတိယတယ်တဲ့မိသားစုတက်လည်းအမြဲတမ်းဆူတောင်းပေးပါတယ်တဲ့ကျမရေးကောင်းအောင်ပဲနေကြပါတဲ့ line ကောင်းလို့ရှိရင်တဲ့ VC လေးပါလေခေါ်ခဲ့ကြပါအောင်တဲ့အရန်လည်းတတိယပါတယ်နော်ကဲအဲ့စဘလို့လေးထပ်ပြောချင်သေးလဲပေါ့နော်အရန်ချစ်တဲ့အကိုပေါ့နော် ငါညီမကိုလည်းကြည့်ယူတင်တယ်ဒီလိုဝန်ဆောင်မိတွေ့တဲ့အတွက်ခင်ဗျားလည်းဖျားခင်ကောင်းကြည့်ပေးပါစေကျွန်တော်အကိုနဲ့တူအားလုံးဝန်ဆောင်မှုပဲဖြစ်ဖြစ်ကာယကံဆက်ပဲဖြစ်ဖြစ်ဖျားခင်ကောင်းကြည့်ပေးပါစေလို့ဆုတောင်းပေးပါမယ် ဘလောက်ပျော်သွားလဲဦးလေးဒီနေ့ဘလောက်ပျော်သွားရဲဆိုတဲ့အကြောင်းလည်းတစ်ခုတစ်ခုပြောပေးအောင်ပေါ့နော် အရန်ပြောတယ်လို့အတိုက်ထက်မကတိုက်ထက်အလွန်ညီလေးအရန်ပြောတယ်လို့ထင်တော့မထင်မှဘူးလို့ခုချိန်မှာဟုတ် ဟုတ်ကဲ့ပါအဲ့ဆိုရင်ပျော်ရွှင်တဲ့နေ့လေးလည်းဖြစ်ပါစေနော် ဟုတ်ပြီပြေတော့စစ် ကိုကြီးတော့အဖာအရာမိသားစုအရေးမှာရှေးရငါမမရ